ယေရှုခရစ်တော်နဲ့တွေ့ကျင်တဲ့သူတွေဘယ်လိုလုပ်အောင်လဲဒါအောင်မပြောခင်မှာကျွန်တော်ရှင်လုကာခန်းကြီး16ထဲကနေပြီးတော့မှဇာခဲဆိုတဲ့အခွန်ခံလူတယောက်အကြောင်းကျွန်တော်ပြပြချင်တယ်သူကတကယ်ကိုမှမကောင်းတဲ့သူတယောက်သူ့အကြောင်းကျွန်တော်ပြပြချင်တယ်သူ့ရဲ့မြို့ကိုယေရီခေါမြို့ကိုယေရှုကသွားတဲ့အခါမှာဒီတကယ်ကိုမှမကောင်းဘူးလို့လူတွေကပြောခံထားရတဲ့ဇာခဲဆိုတဲ့သူကသွားဘာလုပ်လဲဆိုတော့ယေရှုတွေ့ကျင်တဲ့အခါမှာတဲ့သူထွက်ကြည့်တော့ယေရှုလာရဲဆိုတော့အကုန်လုံးကတည်းကမလားအုံးချက်ဖြစ်နေတဲ့အချိန်မှာသူကမတွေ့ရဘူးသူကလည်းအရက်လေပူတယ်လို့ကျမ်းစာပြောတယ်အဲ့တော့အဲ့မှာသူကဘာလုပ်လဲဆိုတော့တပန်းပင်ပုံသူကတက်ကြည့်တယ်ယေရှုကဘယ်လိုမျိုးလဲဆိုတော့သူအရင်တွေ့ကျင်တဲ့အခါမှာသူ့ရဲ့ပုံမှန်အရက်ကတော့သူမမြင်ရဘူးပုံမှန်အရက်နဲ့အဲ့တော့ तू မမြင်ရဘူးဆိုပြီးတော့မှအော်ဒီလောက်လေးပါပဲဆို तू မထားလိုက် तू ကဘာလုပ်လဲဆိုတော့တပန်းပင်ပုံတစ်ပင်ပုံ तू တက်ကြည့်တယ်အဲ့အချိန်မှာယေရှုကဒီလူတွေအများကြီးထဲမှာသူ့စီကိုရောက်လာပြီးတော့မှဇာခဲတဲ့မင်းဆင်းလာခဲ့တဲ့ဒီညငါမင်းအိမ်မှာတဲခုံမယ်တဲ့ယေရှုအဲ့လိုပြောတယ်အဲ့ထဲမှာကျွန်တော်ဘာကိုတွေ့နိုင်လဲဆိုတော့ကျွန်တော်တို့အသက်တာထဲမှာယေရှုတွေ့ဘူးခြင်းတယ်လို့ပြောတဲ့သူတွေရှိတယ်ချို့တွေဆိုရင်ခရိယန်ဖြစ်တယ်ဒါပေမဲ့ယေရှုမသိတဲ့သူတွေယေရှုနဲ့တခါမတွေ့ဘူးဖခင်မျက်မှောက်တော်မခံစားရဘူးတဲ့သူတွေအများကြီးရှိတယ်ခရိယန်ဖြစ်ခြင်းတဲ့ကျွန်တော်ဖခင်မျက်မှောက်တော်နဲ့တွေ့ခြင်းကိုရကျင်တဲ့သူတွေဖခင်မျက်မှောက်တော်နဲ့တွေ့မှကျွန်တော်ကပြောင်းလဲမှာဖြစ်တယ်ကျွန်တော်ဇာခဲသက်တာကိုကျွန်တော်ကြည့်ဖို့လိုတယ်ယေရှုကသူ့မြို့ကိုလာတဲ့အခါမှာဒီတိုင်းလေးပဲထွက်ကြည့်လိုက်ရင်တော့ तू အရက်ပူတာဖြစ်တဲ့အတွက် तू မြင်ရလိုက်မှာမဟုတ်ယေရှု तू ဒီတိုင်းလေးထွက်ကြည့်တဲ့အခါမှာမမြင်ရတော့ तू ကဒီလောက်လေးပဲနည်းနည်းလေးပဲမြင်ရတာလောက်ကို तू အားမရအောင်ယေရှုဟိုပြည့်မလားတဝက်လောက်ပဲမြင်ရတာ तू အားရတဲ့ပုံမပေါ်အဲ့တော့ तू ကတေချာမြင်ရအောင်လို့ तू ကတစ်ပင်ပုံတက်ကြည့်တဲ့အခါမှာယေရှုကိုတေချာမြင်ရတာလည်းမဟုတ်ပဲနဲ့ယေရှုကသူ့အိမ်မှာလာပြီးတဲခိုမယ်ဆိုပြီးတော့မှပြောတာကိုပါ तू ကခံရတယ်ယေရှုကလာပြီးစကားပြောခြင်းမှာ तू ကခံရတော့ तू ဖြစ်တယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ယုံကြည်သူတွေအသက်တာဖခင်နဲ့တွေ့ခြင်းနဲ့ဆိုရုံလောက်လေးပဲနှကမ်းပြားလေးကပြောတာမဟုတ်ပဲနဲ့ကျွန်တော်တို့နှလုံးသားထဲကခရစ်တော်ကိုယေရှုကိုတကယ်တွေ့ခြင်းနဲ့ဖခင်နဲ့နှစ်ဖူးတွေ့ဒူးတွေ့ကျွန်တော်တွေ့ခြင်းပါတယ်ဆိုတဲ့နှလုံးသားနဲ့ဇာခဲလိုမျိုးပုံမှန်လောက်လေးပဲထွက်ကြည့်တာမဟုတ်ဘူးကြုံလို့ထွက်ကြည့်တာမဟုတ်ကိုယ့်ရဲ့နှလုံးသားထဲကစာငတ်ခြင်းနဲ့မမြင်အောင်ကြည့်မယ်ကွာယေရှုငါသေချာမြင်အောင်ကြည့်မယ်ကွာဆိုတဲ့နှလုံးသားနဲ့ကြည့်တဲ့ဇာခဲကိုယေရှုကကိုယ်တိုင်လာတွေ့ပြီးတော့မှသူ့အိမ်မှာတဲခိုတော့စကားပြောတော့ဘုရားဖြစ်တယ်သူတဲခိုတဲ့အခါမှာကျွန်တော်ဆက်ကြည့်အဲ့ရှင်လုကာခန်းကြီး19ထဲမှာဆက်ကြည့်တဲ့အခါမှာသူ့အိမ်မှာကေတင်ချင်းမင်္ဂလာတက်ရောက်တယ်ဘုရားသခင်ရောက်လာတဲ့သူဘုရားရဲ့မျက်မှောက်တော်ကိုခံစားရဘူးတဲ့လူရဲ့အသက်တာထဲမှာပြောင်းလဲခြင်းဖြစ်တယ်ထူးခြားခြင်းတွေဖြစ်လာတယ်ကိုယ့်ရဲ့အသက်တာထဲမှာအရင်ကဘလောက်ပဲစိုးခဲ့မိုက်ခဲ့အရင်ကကိုယ့်ရဲ့အသက်တာဘလောက်ပဲအမှောင်ထုထဲမှာပဲချီခဲ့ဘုရားသခင်ရောက်လာတဲ့အသက်တာတေချာကိုပြောင်းလဲတာဖြစ်တယ်ဘုရားသခင်ရောက်လာတဲ့အသက်တာဘုရားသခင်နဲ့တွေ့ဘူးတဲ့အသက်တာကတေချာပေါက်ပြောင်းလဲတာဖြစ်တယ်တွေးချင်ပါတယ်ဆိုတော့နှကမ်းပြားလောက်လေးနဲ့အပေါ်ရင်ပြောတာမဟုတ်ပဲကိုယ့်ရဲ့စိတ်နှလုံးသားထဲကစာငတ်ခြင်းနဲ့ယေရှုကိုရှာတတ်ရင်ဘုရားသခင်ကတင့်ကိုစကားလာပြောမယ်တင့်အိမ်မှာတဲခိုမယ်တင့်စီကိုတဲတဲမတ်မတ်လာမယ်ဘုရားဖြစ်တယ်ဆိုတော့ကျွန်တော်ပြပြချင်ပါတယ်ယေရှုတင်ပါတယ်